မထုံတော့သုံးစရာမလိုဘူးမထုံတော့စီဝါလေးတွေမှာကြာပြီဆိုရင်ရပြီနော်အဲ့တော့1 2 3 4ငါ3ခွန်ငါ6 1 5ခွန်4 3 5 1 4ခွန်6 5 5 3 5ခွန်6 5 6 3ဆိုနိုင်ဘူးလို့လေဒီနေ့3လေးနံပါတ်ရှင်းပါနော်5ခွန်6 3 5 1 4ခွန်3ခွန်6 5 6 1 5 3 4 3 5 3 6 3 5 1အဲ့လိုလေးရှင်းလာပြီဆိုရင်ဒီကိုစနော်ညာဘက်လက်တစ်ချက်တည်းနဲ့တီးရညာဘက်လက်တစ်ချမ်းနဲ့တီးရမှာနော်နာအမလေးပေါ်မှာတင်ပြီးတော့လုံးကြီးအေးစိတ်တီးအောင်5 3 9 5 6 1 5 9ဒီဘက်လက်ချောင်းလေးက3 4 5 6 9 1သူ့လက်ချောင်းနဲ့သူကပေါင်းမယ်ဆိုရင်ဒါလေးကအေးစစ်စစ်ပဲစမ်းတီးကြည့်ပါ